ကျွန်တော်တို့တွေသိပ္ပံနည်းကြအလင်ခံနေရတာလားကျွန်တော်တို့နေတိုင်းမြင်နေရပေမဲ့တတိမထားမိတဲ့အမှန်တရားတွေရှိပါတယ်။သင်လုံးဝထင်မှတ်ထားမှာမဟုတ်တဲ့အချက်၃ချက်။နံပါတ်၁အချက်သင်စားနေတဲ့ပန်းသီးဟာတစ်နှစ်ကျော်တစ်သန်းရှိနေနိုင်ပါတယ်။စူပါမားကတ်တွေမှာဝယ်နေတဲ့လှပတောက်ပနေတဲ့ပန်းသီးတွေဟာတကယ်တော့ခူးရတာတစ်နှစ်လောက်ကြာနေပြီဆိုတာသင်သိပါလား။ပန်းသီးတွေကိုအေးခန်းထဲမှာနိုက်ထရိုဂျင်ဓာတ်ငွေ့တွေနဲ့ထိန်းသိမ်းထားတာကြောင့်6လကနေတစ်နှစ်အထိလက်ဆက်နေတယ်လို့ထင်ရတာပါကျွန်တော်တို့ကလက်ဆက်တယ်ထင်တယ်တကယ်တော့ရှေးဟောင်းပန်းသီးတွေကိုစားနေရတာပါနံပါတ်2ကမ္ဘာပေါ်ကရွှေအလုံးဟာအာကာသကနေရောက်လာတာပါကျွန်တော်တို့အခုလက်ရှိဝတ်ဆင်နေတဲ့ရွှေတွေဟာကမ္ဘာကြီးတွေကထွက်လာတာမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကကျေပောက်ကွဲမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ဥက္ကာခဲတွေကမ္ဘာပေါ်ကိုကြာရောက်လာရာကနေရွှေတွေပါလာတာပဲဖြစ်ပါတယ်နံပါတ်3မပျိုးသီးက berry ဖြစ်ပြီး strawberry က berry မဟုတ်ပါဘူးဒုက္ခဗေဒသဘောအရမပျိုးသီးဟာ berry မျိုးနဲ့ဖြစ်ပြီးတော့ strawberry ကတော့ berry မဟုတ်ပါဘူးသိပ္ပံနည်းအရသတ်မှတ်ချက်အရ berry ဆိုတာကအဆိတွေကအထဲမှာပါရှိရပြီးတော့အလွှာ3ထပ်ရှိရပါတယ်မပျိုးသီးကဒီသတ်မှတ်ချက်နဲ့ကိုက်ညီပေမဲ့ strawberry ကတော့အဆိတွေကအပြင်ဘက်မှာရှိနေတဲ့အတွက်ကြောင့် berry စစ်မဟုတ်ပါဘူးခုလိုထူးခြားတာလေးတွေကိုနောက်ထပ်သိကျင်သေးတယ်ဆိုရင်တော့ channel လေးကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်